အသက်လွန်ကွာဟာသူမိမငယ်လေးနဲ့နောက်အိမ်တော်ပြုချင်နေတဲ့ဖခင်ဖြစ်သူကြောင့်ဖွေးချလာခဲ့တဲ့မင်းသမီးမေထုကောင်အားလုံးပဲမင်္ဂလာပါရှင်အခုတင်ဆက်ပေးမယ့်အကြောင်းအရာလေးကတော့အသက်အရွယ်လွန်ကွာဟာနေသူမိမငယ်လေးနဲ့နောက်အိမ်တော်ပြုချင်နေတဲ့ဖခင်ဖြစ်သူကြောင့်ဖွေးချပြောဆိုလာခဲ့သူမင်းသမီးမေထုကောင်ရဲ့အကြောင်းလေးကိုဖော်ပြတင်ဆက်ပေးမှာဖြစ်ပါတယ်ရှင်မင်းသမီးမေထုကောင်ကတော့နုပညာလောကမှာနာမည်တစ်လုံးရရှိရသည့်ရည်တည်နိုင်ခဲ့သူမင်းသမီးတစ်လက်ဖြစ်ပြီးသူမရဲ့အိမ်တော်ရေးမှလည်းအရင်ချစ်ခင်ရပြီးကံကောင်းတဲ့မျိုးသမီးလေးဖြစ်တာကြောင့်သူမကိုအားကျသူပရိသတ်တွေလည်းရှိနေကြတာပါမေထုကောင်ကပြင်ကဘဝမှာလည်းကောင်းမွန်ချမ်းသာတဲ့စီးပွားရေးခြေအနေနဲ့နေနိုင်စားနိုင်သူတစ်ယောက်ဖြစ်ပြီးလက်ရှိမှာသူမနဲ့သူမယောက်ျားပေါင်းကဆိုရှယ်မီဒီယာတွေမှာဇလန်းတူတွေဖန်တီးတင်ဆက်မှုတွေကိုပြုလုပ်နေကြတာပဲဖြစ်ပါတယ်မင်းသမီးမေထုကောင်ကထူးခြားတဲ့ချက်ကတော့အမြင့်ပြင်းနေစာပြောဆိုနေတိုင်းတဲ့ပုံစံဖြစ်ပြီးလက်ရှိမှာသူမရင်ဆိုင်နေရပြီးရှက်ရစရာလေးကောင်းတဲ့သူမရဲ့ဖေနောက်အိမ်တော်ပြုကျင်တဲ့ကိစ္စကိုအခုလိုပွင့်လင်းစာချပြကအကြံတောင်းခံလာခဲ့တာပဲဖြစ်ပါတယ်မင်းသမီးမေထုကပြောပြလာတာကတော့ဖေဖေကမနေ့ကပြောလာတယ်မိမလိုက်တောင်းပေးဖို့ကိုမမေလည်းဖေဖေတက်ကြီးနေပြီမိမမရှိပါနဲ့တော့လားလို့ပြောမိရင်ဖေဖေယူမဲ့မိန်းကလေးကိုပြဆိုတော့လေသူယူမဲ့မိန်းကလေးကသူနဲ့အသက်50လောက်ကွာတဲ့သူဖြစ်နေတယ်ကောင်မလေးကိုလည်းမေးတယ်တကယ်ချစ်လို့လားဆိုတော့ချစ်တယ်လေသူတို့နှစ်ယောက်ကြည့်ရတာလေတကယ်ချစ်တဲ့ပုံပေါက်တယ်ဒါပေမဲ့မမေစီထဲမှာရှက်နေတာဖေဖေကိုမိမလိုက်တောင်းပေးဖို့ကိုအသက်ကလည်းရမ်းကွာနေတော့လေဒါပေမဲ့တွေးကြည့်ပြန်တော့လေအမေဆုံးသွားတာနှစ်ကျော်3နှစ်ရှိပြီဆိုတော့မထူပါဘူးတောင်းပေးလိုက်တော့မယ်လို့စဉ်းစားမိပေမယ့်လူတွေကဘလို့မြင်ကြမယ်မသိဘူးလေကျန်တဲ့တငယ်ချင်းတွေကိုမေးကြည့်တော့လေဘာပဲပြောနေဖေစိတ်ချမ်းသာအောင်လုပ်ပြီးတာနေကုသိုလ်ရှာတာပဲလေအဲ့လိုဆိုတော့လိုက်တောင်းပေးမယ်ဆိုတဲ့အချိန်မှာလေအဖေရဲ့ရောက်ခမကအဖေထက်ငင်းနေတယ်ရောက်ခမကိုကြောရှာရင်ဘလို့ကြောမလဲတွေးရင်ချချလဲနေလို့ကျမကိုကြံကြံလေးပေးပါအောင်ဘာလို့တင်နေဆိုတာကိုအဖေကိုတော့ဖျားတရားလုပ်ခိုင်းနေအဖေကလည်းလှုပ်ရှားပါတယ်မနေ့ဆိုလေစောကြီးထရှိခိုးတာအခုဒီမိန်းကလေးနဲ့ကြမှာဘလို့ဖြစ်လဲမသိဘူးကျမကိုယ်တိုင်လေးမျက်နှာတွေပူတဲ့အတွက်လိုင်းမော်တဲ့ချင်းတွေကိုပြောပြကကြံညံတောင်းခံခြင်းဖြစ်ပါတယ်ဒါပေမဲ့ကျမရဲ့ဖေကိုရမ်းချစ်တဲ့သူပါအမေကလည်းမရှိတော့ဘူးဆိုတော့ကျမမိဘနှစ်ပါးနဲ့ပတ်သက်ရင်သူတို့စိတ်ချမ်းသာဖို့ပဲဦးစားပေးသူပါအခုလေဖေစိတ်ချမ်းသာအောင်ပေးစားလိုက်မှာပါဆိုပြီးတော့ဖွင့်ချပြောဆိုလာခဲ့တာပဲဖြစ်ပါတယ်ပရိသတ်တွေကတော့အမေနဲ့ဖေနဲ့မတူဘူးအဖေဆိုတာကျမရင်မကောင်းရင်သမီးပြုစုဖို့အဆင်မပြေဘူးအမေစွာတဲ့သားတွေပြုစုဖို့အဆင်မပြေဘူးအကောင်းဆုံးကသူတို့မှချစ်တဲ့သူရှိရင်ပေးစားတာကောင်းပါရင်အသက်50လောက်กว่าတာကြီးကတော့မပေးစားသင့်ဘူးအခုတော့အဖေကိုစိတ်ချမ်းသာစေချင်ပေမယ့်တစ်ချိန်အဖေရောအမပါစိတ်ဆင်းရမယ်ထင်နေမိမအဆုံးနာမှာ3နှစ်ပဲရှိသေးတာကိုလေမဖြစ်သင့်မို့ထင်နေကောင်မလေးကဝင်ပိုင်းတာဆိုလေတင်းတလောက်ပေးခွေမရရင်နောက်2နှစ်လောက်ဆောင်ခိုင်းအမွေပစ္စည်းခန်းတွေတခါတည်းခွဲပြီးမှပေးစားပေါ့ပြီးတော့လက်တွေ့ကြတာပဲစဉ်းစားစေချင်နေကောင်မလေးကပိုင်းသည်ဖြစ်စေမပိုင်းသည်ဖြစ်ဖြစ်ကိုမိခင်နဲ့လက်ထပ်ပွားမှန်သမျှတခါတည်းရှင်းထားတာအကောင်းဆုံးချစ်တုံးမုန်းစကားပြောထားပစ္စည်းဥစ္စာကမရှိရင်ဘာမှမဖြစ်ဘူးရှိရင်နောက်တစ်ချိန်ဒုက္ခများမယ်ဆိုပြီးဝင်းရောက်ချက်ပေးခဲ့ကြတာပဲဖြစ်ပါတယ်ပရိသတ်ကြီးတို့ရောပေးစားတဲ့နေလို့ထင်လားဆိုတာကွန်မန့်မှာပြောခဲ့ပေးပါအောင်ရှင်အဘိနာဆင်ခဲ့ကြတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်